အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ UMDA 5 ဘက်ကနေပဲကျင်းပတဲ့ Travel Fair ရရောက်ရှိလို့လာခဲ့ပြီး The Dream Travel Tour ကလည်းရှိနေတာမဟုတ်လို့ Dream Travel Tour လေးဘူးနေရလေးမပြအောင်လို့ကျွန်မနဲ့တူတူလိုက်ခဲ့ပေးကြပါအောင်ရှင်The Dream Book ကိုလာမယ်ဆိုရင်တော့ပထမအဆုံးအနေနဲ့ရှန်ကန်ဗီဇာအပ်မယ်ဆိုရင် 50% discount အခြားသောနိုင်ငံတွေကိုဗီဇာအပ်မယ်ဆိုလို့ရှိရင်တော့ 20% discount အပြင်ထိလက်ဆောင်မှာရရှိမှာပါရှင်ပြည်တွင်းဟိုတယ်နဲ့လေယာဉ်လက်မှတ်တွေဆိုလို့ရှိရင်တော့ cashback 9000နဲ့ဒီပတ်လေယာဉ်လက်မှတ်နဲ့ hotel တွေတက်ဆိုရင် cashback 1000ရရှိမှာဖြစ်ပါတယ်ရှင်ဒါရင်မကသေးဘူးเนาะ The Dream Book ကိုလာရောက်ဆောင်ရွက်ရုံနဲ့ Spin Wheel လှည့်ပြီးတော့လက်ဆောင်လေးတွေရယူနိုင်မယ့်အခွင့်အရေးတွေလည်းအများကြီးရရှိမှာเนาะ